တနေ့တနေ့အလုံးလုံးနေတာပဲဒါပေမဲ့ဘာလို့ပတ်စံမကြမ်းတာလဲအောင်မြင်တဲ့လူတွေကငါတို့နဲ့ဘာကွာသလဲရှင်းပြပေးပါအောင်ခင်ဗျာကွာတာကအလုံးမဟုတ်ဘူးစဉ်းစားပုံပဲကွာတာပါအောင်မြင်တဲ့လူတယောက်လို့ဖိချင်ရင်အရင်ဆုံးဘာပြောင်းလဲရမလဲအရင်ဆုံးပတ်စံကိုဘာလို့သုံးတယ်လဲဆိုတာပြောင်းရမယ်ဥပမာလူအများစုကပတ်စံကိုသုံးဖို့ရတယ်ထင်တယ်အောင်မြင်တဲ့လူတချို့ကတော့ပတ်စံကိုအလုံးလုံးခိုင်းဖို့ရတယ်ထင်တယ်အဲ့ဒါကြောင့်ပတ်စံကိုသုံးဖို့ပဲစဉ်းစားရင်ဘလောက်ဝင်လာလားမကြမ်းဘူးအဲ့ဒီ mindset ကိုနားလေအောင်ဥပမာပေးလို့ရမလားဟုတ်ကဲ့ဥပမာလစာ9သိန်းရတဲ့လူတစ်ယောက်ကပထမ mindset A ကလစာရပြီဖုန်းအသစ်ဝယ်လို့ရပြီအဝတ်စားလဲဝယ်ဝတ်မယ်ပေါ့ mindset B ကတော့ဒီ9သိန်းနဲ့ငါဝင်ငွေလို့ဘလို့ထပ်တိုးလို့ရမလဲလို့တွေးတယ်အဓိကပြောချင်တာကအောင်မြင်တဲ့သူတွေကပစ္စည်းမဝယ်ခင် skill နဲ့ asset ကိုအရင်ဝယ်တယ်